များလို့နှုတ်ဆက်တာပါလေခင်ဗျာဒီဘဝမှာများလို့ကျမ်းမာချမ်းသာကြပါစေကျွန်တော်တို့တငယ်ချင်းနှစ်ယောက်ကလူရှင်တော်တွေဖြစ်ပါတယ်လူရှင်တော်တောင်ရှင်နဲ့လူရှင်တော်ဝိဇ္ဇုံကိုဝစ်လာပြီဆိုတော့အပေါ်မှာလူရှင်တော်ပတ်ပေါင်းလေးတော့ပေါင်းဖို့လိုတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ညီကိုနှစ်ယောက်ဘာဖြစ်လို့ဒီခေါင်းပေါင်းကိုမပေါင်းလာတာလဲဆိုတော့ကျွန်တော်တို့ရဲ့အကိုကျွန်တော်တို့ရဲ့ဆရာဦးမြင့်တာပြောမှုတဲ့စကားလေးကိုငါပြီးပြောရမယ်ဆိုရင်တော့ပြောပါဦးခေါင်းပေါင်းပေါင်းမယ်ဆိုရင်ဒီလိုအပေါ်မှာတင်ပြီးတော့ဒီလိုလိန်ရပါတယ်ဒီလိုထူထူဒီလိုပိတ်သက်ကြီးဒီလိုစင်မြင့်ပေါ်မှာခေါင်းပေါင်းကြီးတွေနဲ့လိန်ပြီးစကားမပြောချင်တဲ့အတွက်ကျွန်တော်တို့ညီကိုနှစ်ယောက်ခေါင်းပေါင်းမပေါင်းတာခွင့်လွှတ်ပါခင်ဗျာကျွန်တော်ကတော့မပေါင်းချင်လို့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲ။ခေါင်းပေါင်းပေါင်းလဲလို့ရှိရင်အိတ်ငိုက်ငိုက်နေလို့မပေါင်းတာပါ။ဟောပါလေကိုကောင်မကြီး။ဟဲ့ကိုကြည့်ကြ။ကားတဲ့ပွဲကပညာရေးကိုရဲ့ဗျ။မှန်တယ်ဗျ။ပညာရေးဆိုတာအင်မတန်အရေးကြီးပါတယ်။ဒီလိုပွဲမျိုးမှာကျွန်တော်ရောက်လာဝင်ရတာလဲကန်ထူးပါတယ်ဗျာ။ဟုတ်တယ်။အဲ့တော့အချိန်ရတော့လိုလိုရှင်းပြောရရင်တော့ကဲကိုပေါ့မပညာဆိုတာဘာလဲအဲ့ဒါလေးရှင်းပါဦးဗျာ။ပညာဆိုတာကအကောင်းအဆိုးအကြောင်းအကျိုးအမှားမှန်ကိုဝေဖန်ပိုင်းခြားသုံးသပ်နိုင်တာကပညာမှန်တယ်ဗျာဟုတ်တယ်အဲ့ဒါပညာပေါ့နော်ဟုတ်တယ်ဒီပညာရေးကွန်ရက်ဆိုတော့အဲ့လိုမျိုးဝေဖန်နိုင်မှရှိတဲ့လူလိမ္မာလူသူတော်ကောင်းလေးတွေထွက်လာအောင်ကျွန်တော်တို့ကွန်ရက်ကအထောက်ပံ့ပေးမှာပေါ့မှန်တယ်ဒါပေမဲ့ကျွန်တော်တခုမြင်ပါတယ်ဗျာဘာလို့ကျွန်တော်တို့နိုင်ငံတော်မှာတချို့ကလည်းစာမသင်ခဲ့ရလို့စာမတတ်ရှာပါဘူးဟုတ်တယ်တချို့ကလည်းစာသင်ခဲ့ရရက်နဲ့စာမတတ်တဲ့ကလေးတွေအများကြီးကျွန်တော်တွေ့ရပါတယ်ဟဲ့မင်းအဲ့လိုမပြောနဲ့ဘာလို့စာသင်ရတဲ့စာမတတ်ဘူးဆိုတာမရှိဘူးရှိတယ်စာသင်ပြီးစာမတတ်တဲ့ကလေးတွေရှိတယ်ဘယ်သူလဲပြောဟာကျွန်တော်အဝေးမဟုတ်ကျွန်တော်တွေ့ရတယ်မန္တလေးကလူရှင်တော်ဟုတ်လားကျွန်တော်ဒီမှာပြက်လုံးလာတောင်းတယ်ကျွန်တော်ရော့ဒီမှာပြက်လုံးပါဇက်ကပြောမှမင်းလိုက်ရေးဆိုတော့အေးလေဆရာတဲ့ကျွန်တော်မရေးတတ်ဘူးတဲ့ကျွန်တော်စာမရေးတတ်ဘူးဆရာရေးပေးပါတဲ့နေပါဦးမင်းကအတန်းပညာဘာနဲ့တန်းတင်လဲဆိုကျွန်တော်9တန်းတဲ့9တန်းစာမရေးတတ်ဘူးလားကွာဟာ9တန်းကျောင်းသားစာတတ်ပါဘောဆိုကျွန်တော်မတတ်ဘူးဆရာတဲ့မှန်တာကိုပြောရင်ကျွန်တော်3တန်းအထိပဲသင်ရတယ်တဲ့3တန်းကျောင်းသားဖြစ်တဲ့အချိန်မှာကျွန်တော်မြို့နယ်တိုင်းခရိုင်ကကျွန်တော်တို့ဒေသဆိုင်ရာမှာဆိုကာရေးသီးပြတ်ပွဲဝင်မှုရွေးတာခံရတယ်ဆရာတဲ့ကျွန်တော်ဆိုကာရေးသီးမှာပထမဆုံးရတာနဲ့3တန်းကိုစာမသင်မဲနဲ့အောင်ပေးလိုက်ပါတယ်ဆရာရဲ့တဲ့မိုက်တယ်ဟာအဲ့ဒါလို့နဲ့4တန်း5တန်း6တန်း9တန်းအကုန်အောင်ခဲ့ပါတယ်တဲ့ဒါကမှ10တန်းကိုဘယ်လိုအောင်လဲဆိုတော့ကျွန်တော်10တန်းစာမွေးဖြေတော့ကျွန်တော်အကမ်းပိုင်းဆရာမအနာနဲ့မေဝန်းတွေကိုဖြေပေးလို့ကျွန်တော်အောင်ခဲ့ပါတယ်ဆရာရဲ့တဲ့အဲ့ဒါကျွန်တော်9တန်းရောက်ခဲ့တဲ့ဆိုတော့ကျွန်တော်စဉ်းစားပါတယ်ကျွန်တော်တို့နိုင်ငံမှာလူကြားကောင်းလူမြင်ကောင်းအောင်ပြရုပ်လုပ်ထားတဲ့ရွှေတသိက်ကလေးတွေပေးပြီးကလေးတွေရဲ့အနာဂတ်ပညာရေးဘလောက်ထိဖြည့်ဆည်းခံခဲ့ရတယ်ဆိုတာကျွန်တော်ခံမှန်းလို့မရခဲ့ပါဘူးလားအဲ့ဒါမျိုးတွေများရှိပါလေအေးဟာတို့ဒီစကားတွေကတိုင်ပတ်နေပြီဟောတိုင်ပတ်တယ်လို့မပြောနဲ့တိုင်ပတ်နေတယ်ဟောတိုင်ပတ်တယ်လို့မပြောနဲ့ဘာဖြစ်လဲပြောတော့တိုင်ပတ်တော့တပ်ပိုင်နဲ့တပ်မပိုင်တဲ့နေရာခရိုနီသိအပြိုမူကြီးထိန်းထားတဲ့နိုင်ကလပ်ဘိုက်မပြတ်တာမင်းမိမ့်မှာပါကွာမဟာနဲ့ဟာတဲ့နေရာတွေတိုက်ဝင်ဆောင်တိုက်မဆောင်တဲ့နေရာခြံလူခတ်ပြန်မှုပတ်တာလေသမားဝယ်မစားပဲအပြည့်ရောက်တာဈေးကောက်နောက်ဖေးပေါက်ကအလုံးလုံးနေတာအဖတပည့်နေပါကွာဒုက္ခပါပဲဒုက္ခရောက်ပြီမပြောနဲ့ဒုက္ခရောက်တာကကျူးကျော်တဲ့မူအောင်ပြီးဆဲတာကစိန်မှုတကယ်မလိမ်မှုဆိုတဲ့လူတွေကမဲတွေခိုးတဲတွေထိုးလုံးကပတ်စံတောင်းတာရက်ွက်ဥက္ကဋ္ဌပြဿနာတက်မှလာရှင်းရတာစီပင်နဲ့ရဲကဲကောင်းကြလေရတာဗျာမဟင်းနဲ့တော့ငါကြက်ထားတာကုန်သွားပြီဟုတ်ပြလားလို့ကွာတကယ်ပါကျွန်တော်ပညာရေးကွန်ရက်တဲ့ဟုတ်တယ်လေပညာရေးဆိုတာအရေးကြီးပါတယ်ခင်ဗျာပြောတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာလေးနဲ့မြင့်မြတ်တဲ့နော်လေးနဲ့မြင့်မြတ်တဲ့အသိနဲ့ဉာဏ်ပညာတွေရှိပါမှတာနိုင်ငံတော်တိုးတက်မှာပါဟုတ်ကဲ့လေးနဲ့မြင့်မြတ်သောအသိတရားစိတ်ထားနဲ့ဉာဏ်ပညာမရှိတဲ့လူများဟာပစ္စည်းဥစ္စာရတယ်ယာသူအာဏာရှိလေမဟုတ်တဲ့ဟာတွေမတရားတာတွေများလုပ်လေပဲဆိုတာဆရာတော်ဦးသောတိကစာအုပ်တော်တွေမှာရေးသားတာဖတ်လိုက်ရပါတယ်ခင်ဗျာအဲ့ဒါလေးတက်ကြောင်သတိပေးပါမယ်နော်ကောင်းလိုက်တာဗျာဟုတ်ကဲ့ခင်ဗျာအဲ့ဒါလိုပဲဗျာပညာတတ်တဲ့သူတွေဥဆောင်မှသာလမ်းမှန်ကောင်းမှုရောက်တယ်ဟုတ်တယ်ပညာမတတ်တဲ့သူတွေဥဆောင်လို့ရှိရင်စီးလုံးမှုတွေရှိပါရဲ့နဲ့စီးလုံးမှုညီညွတ်မှုကိုမပြုလုပ်တဲ့သူဟုတ်ကဲ့ဓာတ်တွေကနေတွေးထိုး
သွေးထိုးပြီးတော့ဖျားယောင်းသွေးဆောင်ပြီးပြုလုပ်ပြီးတော့ ရှိတဲ့အင်အားကိုခွဲပြီးတော့အိမ်ကျက်ချင်းအိုးမဲတိုက်ရိုက်ခိုင်းတာပေါ့ဗျာ ဟုတ်တယ်ဗျာ ဟုတ်ကဲ့ အဲ့လိုလုပ်တဲ့သူတွေကအမှန်တရားကိုဘယ်တော့မှမပြည့်နိုင်ပါဘူးတဲ့ ဟုတ်ကဲ့ ဒါကြောင့်မလို့အဲ့လိုဥဆောင်ကောင်းကျက်ပြုတဲ့သူတွေကညံ့ပြင်းပါတယ်လို့ညအကြောင်းဆရာတော်ဒေါက်တာဥဝါရမိန်သားကနေဟောကြားတဲ့တရားတွေဖတ်ပြဗျာ ဟောကြားတယ်နော် ဟုတ်ကဲ့ အဲ့တော့ပညာရေးဆိုကျွန်တော်လည်းပညာတတ်ပဲ တက်လား ဟာကျွန်တော်လည်းတက္ကသိုလ်ကျောင်းကထွက်လာတာ ဘာပြကြလဲ ကျွန်တော်တို့ရိုးရိုးတက္ကသိုလ်ကျောင်းမဟုတ်ဘူး ဟမ် ကျွန်တော်တို့တက်တဲ့တက္ကသိုလ်ကတော်ဝင်တက္ကသိုလ် ဦးတော်ဝင်တက်ကတူ တော်ဝင်တက္ကသိုလ်ကဆင်းလာတာ တော်ဝင်တက်ကတူဆိုတော့နိုဘယ်ဆုရတဲ့တက်ကတူ နိုဘယ်ဆုရတဲ့တက္ကသိုလ်မဟုတ်ဘူး ဟဲ့ ကျွန်တော်တို့တက်တဲ့တက္ကသိုလ်ကမြို့နဲ့အဝေးလမ်းထဲကိုတော်တော်လေးဝင်ခဲ့ရလို့တော်ဝင်တက္ကသိုလ်လို့ကျွန်တော်ပြောတာပါဗျာ ခင်ဗျာအဲ့လိုလည်းမပြောနဲ့ ဘာဖြစ်လို့ အခုကိကျောင်းသားတွေကကြိုးစားရတယ် ငါကြိုးစား စာကိုလည်းနေမပြတ်ညမပြတ်ကြိုးစားရတယ် ထူးလာမှာပေါ့ နိုင်ငံခြားအင်္ဂလိပ်စစ်ကားတွေကိုလည်းအမြဲတမ်းကြည့်နေရတယ် ဟမ်ဘာပြောတယ် နိုင်ငံခြားအင်္ဂလိပ်စစ်ကားတွေအမြဲတမ်းကြည့်ရ ကျောင်းသားတွေကစာလဲတင်တယ်ဘာဖြစ်လို့နိုင်ငံခြားအင်္ဂလိပ်စစ်ကားတွေကိုကြည့်နေရတာလဲ ဒီမကြောက်ဘူးလားတမရလုံးချင်တဲ့သူကစီရေးပြင်ရှိရမယ်တဲ့ အဲ့ဒါလို့တော့မပြောနဲ့ ဟမ် နိုင်ငံတနိုင်ငံကိုစီမံအုပ်ချုပ်ရတယ်ဆိုတာထင်မလွယ်တယ်မထင်နဲ့ ဟုတ်လား ပုံမြင်တဲ့ပုံရှိတယ် ဟာ ဟိုးတိုတိုတုံးက အဲ့ဟိုးရှင်ရှင်တော့ အချိန်ကာလတွေသိမ့်မကြာသေးတော့တိုတိုပဲပေါ့ ဒီလေးပြောလိုက် ဟိုးတိုတိုတုံးကတဲ့ခြာယာနတိဆိုတဲ့တိုင်းပြည်သူကြီးရှိတယ် ဘာယာနတိဘာယာနတိ အဲ့ဒီတိုင်းပြည်ကတော်တော်စုတ်ချာနေတယ်လေ ဟင်း အဲ့ဒီခြာယာနတိတိုင်းမှာဘဝခွင်မင်းတရားကြီးတွေအုပ်ချုပ်တယ်ဗျာ ဘဝရှင်မင်းတရားကြီးဘဝရှင်မင်းတရား သူတို့ကခွင်ဖန်တာတွေများနေတယ်ဒီနေ့မှာတော့ဘဝခွင်မင်းတရားတွေကဘယင်ကြီးတစ်ပါးတိုင်းပြည်ကိုလည်းပြီးတိုင်းငယ်လက်နေတော်မူပါတဲ့ဗျာအတွင်းကနက်ကမင်းထွက်တဲ့စီပြောင်း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 လေးပြောင်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 းလေ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 းပြောင်းပြောင်းလေးပြောင်းပြောင်းလေးပြောင်းပြောင်းလေးလေးလေး ဟာအရှင်မင်းကြီး ဘာတော့လဲမောင် အ မ ရှင် င်း မင်းကြီးကပြောင်းလိန်နှလုံးထဲပါပါလား အားမလဲဆိုင်းကြီးတွေကဘုံကဒီနှလုံးပဲရှိတယ်ဟဲ့အဲ့နှလုံးနဲ့လက်ပတ်တီးလာတာ260ကျော်နေပြီငါပါလေ မမကျွန်တော်မျိုးကြီးနားမှာခါစားလေးပါဖေ။ မောင်မင်းခါသားလေဗျာကျုပ်ကဘယင်ဆိုတော့ဘယင်သာဆိုရမယ်တောင်းနေကျွန်းနေပြောင်းသွားပြီလား ဘာမှမရှိတော့တောင်ကျိုးမဟေးပြောင်းတို့ရှိန်တာဟာ ဟောတောင်းကျွန်းမေပြောင်းရွှွထိန်တာလား ဟေးလေ အဲ့ဒါမင်းပြောလေမင်းကအဲ့ဒါပြောဖို့အကြံပေးခံထားတာဒီပြနေရပောက်ကရရှောက်မပြောနဲ့ငါအကြံပေးတောင်းကျွန်းမဟေးပြောင်းတို့ရှိန်တာကျိုးများဟိုမှာကက်တွေရှာတယ် ပိုင်လုံးကြီးတွေတွေ့ဒီကော ဘာလို့ ကျိုးမြတ်ကြီးပါမဟီယာဝဲ ကျိုးမြတ်ဒီပါမဟီယာလား ဒီလေ ငါပြောလေမင်းအဲ့ဒါပြောဖို့ငါအကြံပေးခံထားတာကျိုးမြတ်ဒီပါမဟီယာဝဲတာခိအနွယ်မျိုးစိတ်နေခိုး၍ ဒီရောက်ကြီးတားနေတယ် ဘာလို့ဟဲ့ တားကြီးတွေမျိုးနန်းညွန်တိုး ဟို ၍ နန်းညွန်တိုးတာလား ဟုတ်တယ် မင်းပြောလေငါအဲ့ဒါမင်းပြောဖို့အရာမင်းကဘေးနားမှာအကြံပေးခံထားတာနန်းညွန်တိုးတာလား နန်းညွန်တိုးတာပါ တာ ဗျာ ခိနွယ်မျိုးနန်းညွန်တိုး၍ရာမင်းများစွာခွင်လာရှာသည် ကုမ္ပဏီတွေလာဆောင်ရာမင်းများစွာခဝေလာသည် အဲ့ဒါခောက်ဝက်လာတာလား ဟုတ်တယ် မသိဘူးငါခွင်လာဖန်နေမှတ်နေတာ မင်းပြောလေမြို့ကြံပြစ်ခတ်တာလား ရာမင်းများစွာခောက်ဝက်လာသည်ကျူးကျော်မင်းတို့ပေါ်သေးသောတော် တားနေတယ် ဘာလို့ ဖုံးရောက်နေတို့40တော့ မသိဘူးလေမင်းကအဲ့ဒါပြောပါလားမင်းကအကြံပေးခဲ့တာလားကွာ ဒီတော့ကွာမင်းဘယင်မလုပ်နဲ့ ဟမ်ဘာလို့ မင်းဘယင်လုပ်လိုက်ငါဘယင်လုပ်လိုက်ငါပြီးမင်းလုပ်ပြီးငါလုပ်ကြောက်ကြလဲပေါ့ကွာ ဒီလိုလားရပါလေရပါတော့ရတော့ ဟမ်အဲ့ဒီလက်ကျန်ဘောင်းစလွယ်နဲ့ငါအိတ်ခံမမြဲခါသားဟဲ့လေးပါးကြော်ချိန်မြက်ကဝေလို့ ဘယ်ကလူရှင်တော်ကြီးငါညက်ကဝေလို့ငါပါလေငါအမက်လား ဟာမင်းအမတ်လေအမတ်ဆိုတာမနှဲပါဘူးတစ်လ10သိန်းရပါတယ် ဒီလိုလားငါ10သိန်းသိန်းမင်း50လောက်ယူနေတာပေါ့ဒါတော့နည်းသေးတယ်လုံနေသေးတယ်မင်းကလည်းမင်းပြီးငါလုံရမှာလား ငါဘယင်မင်းအမတ်မင်းဘယင်ကအမတ် ငါဘယင်ကိုမင်းကအမက်
မင်းဘေးလိုငါအမတ်မင်းမိငါလောက်ကမှာပေါ့အဲ့ဒါဆိုရတယ်အမတ်ပဲလောက်ဝင်ကြီးပဲလောက်လွတ်တော်ဥက္ကဋ္ဌပဲလောက်ငါစောင့်နေပဲတကယ်ကြီးဆိုရဟဲ့မင်းကြီးဖယားငါဤတိုင်းပြည်ချင်းမှာရှိကြတဲ့တိုင်းသူပြည်သားတွေအားလုံးဟာကျွေရင်းငွေရင်းဗရမများတွေကြောက်စိမ့်တွေရောကြည့်ရလားမကြည့်ကြောက်စိမ့်တွေမှန်လားပါရွှေရင်းငွေရင်းဗရမများတွေကြောက်စိမ့်တွေနေမကပါဘူးဖယားတနိုင်ငံလုံးဆင်းရဲရင်းတွေပါနဲ့ကုန်ပါပြီဖယားအေးကောင်းလေးသွားကောင်းသလားဟဲ့မကြီးဖယားငါရဲ့တိုင်းပြည်ချင်းမှာကျွေမိုးငွေမိုးတွေကိုကြွားရလားမကြည့်မှန်လားပါအရှင်ဘုရားဖုံးတော်ရောက်ကျွေမိုးငွေမိုးတွေမကဘူးညရည်မိုးသောကမိုးပရိဒေဝမိုးတွေပါဖြိုးနေပါပြီဘုရားအေးကောင်းလေသွားကောင်းနေတာပဲဟာဟဲ့မကြီးဘုရားငါရဲ့တိုင်းပြည်ချင်းမှာရှိကြတဲ့တိုင်းသူပြည်သားတွေငိမ့်ချမ်းသာယာမှုရှိလားငိမ့်ချမ်းမှုလားရှိပါတယ်ဗျာတနိုင်ငံလုံးတပြည်လုံးငိမ့်ချမ်းအောင်ကျွန်တော်မျိုးကြီးဆောင်ရွက်နေပါတယ်ဗျာဘလို့များဆောင်ရွက်လို့မကြည့်ကျွန်တော်မျိုးမှာရှိတဲ့ဒေကားတွေရောက်ပြီးဆောင်ရွက်နေရပါတယ်ဗျာအေးတိုက်ဒေကားတွေကုန်သွားရင်မင်းဘာတွေရောက်လဲတိုက်ဒေကားတွေကုန်ရင်တော့ရှိတဲ့နေတွေရောက်ပါပဲဗျာအခုတော့ဥတော်ဘုံသားနေတွေရောက်နေပါပြီဗျာတို့တော့ခမ်းမကြီးကရောက်ပလိုက်ပါတော့ကွာဒီရထားယုံနေကြပါသေးတယ်ဗျာဟဲ့မကြီးဖယားငါရဲ့တိုင်းပြည်ချင်းမှာရှိကြတဲ့ပြည်သူများအားလုံးမကောင်းဘူးဘယ်သူမှမလုပ်စေနဲ့မဟုတ်တာမလုပ်ပါဘူးလားဟုတ်တာမလုပ်စေနဲ့စိတ်ချပါဗျာဘာမှစိုးရင်ကြောက်ရဗျာပါကမရှိပါနဲ့အရှင်မင်းကြီးအလုပ်ဘယ်သူမှဝင်မရှုပ်စေရပါဘူးဗျာဟဲ့မကြီးဖယားငါရဲ့တိုင်းပြည်ချင်းမှာရှိကြတဲ့ပြည်သူပြည်သားတွေအားလုံးစာရောဖတ်ကြရလားစာဖတ်တာပေါ့ဗျာတနိုင်ငံလုံးစာဖတ်တာခုဆိုပြည်သူပြည်သားတွေရင်ငါးတော်ပုံပြီးစာတွေဖတ်နေပါတယ်ဗျာဘာစာတွေများဖတ်လို့မကြည့်ကျင်းစာတွေဖတ်နေပါတယ်ဗျာအေးကောင်းပြီကွာမကောင်းဘူးဟဲ့မကြီးဗျာဘယ်လိုကျင်းစာတွေဖတ်လဲမှန်ရကိုသတော်တင်တာဟဲ့မှန်ရကိုသတော်တင်လို့မရဘူးဗျာဟင်မှန်ရကိုသတော်တင်လို့မရပါဘူးဗျာဘာဖြစ်လို့နှစ်ပေါင်းများစွာမမှန်တာတွေပြောလာတာကြတော့မှန်ရကိုဘယ်လိုသတော်တင်ရမှလည်းမသိတော့ပါဘူးဗျာဟဲ့မကြီးဗျာအားရဲ့တိုင်းပြည်တွေမှာရှိကြတဲ့ပြည်သူပြည်သားတွေအားလုံးကြောက်ပြောရှင်ရောရှိကြရလားဟာပြောလာပါဗျာတနိုင်ငံလုံးပြည်တွေကြော်လာမှရမယ်ဘာကြောင့်ပြောလဲသိလားပြောတယ်အရှင်မင်းကြီးရဲ့အမတ်တွေဝင်ကြီးတွေပြောတဲ့စကားကြားပြီးတနိုင်ငံလုံးအုံနဲ့ရည်နေရပါပြီဗျာအေးကောင်းလေးသွားဟဲ့မကြီးဗျာငါကိုတော့ရှင်မြတ်တိုင်းသူပြည်သားတွေငါအကြောင်းဘာတွေပြောလဲငါကိုယ်တိုင်တုတ်ပြပြီးတော့စနေနာထွက်မယ်အဲ့တော့လည်းစနေအပင်မခံပြီးစနေနာထွက်စရာမလိုပါဘူးဗျာဖေးစပုတ်ကိုတက်ကြည့်ကိုเจ้าကိုသိပါလိမ့်မယ်ဗျာဟဲ့မကြီးဗျာတိုင်းပြည်မကြည့်ဘူးတော့ဗျာငါကိုတော့ရှင်မြတ်တိုင်းသူပြည်သားတွေငါဘာများလုပ်ပြီပါလေတိုင်းသူပြည်သားတွေမကြည့်ဘူးလားဟုတ်ပါဘာများလုပ်ပြီပါလေအေးဘာမှမလုပ်ပဲမိမ့်မကြီးထိုင်ကြလို့မကြည့်ဘူးလားပါဗျာအေးကောင်းပြီသွားဟဲ့မကြီးဗျာတိုင်းသူပြည်သားတွေပျော်ရွှင်သွားအောင်ငါရဲ့ပုံလေးနဲ့ဝင်းဆက်ကူတွေထုတ်လိုက်မကောင်းလားဟဲ့ဒီနဲ့နာနဲ့မှန်ပါဝင်းတက်ကူထုတ်မယ်အေးမှန်ပါဗျာမသိတော့ပါဘူးဗျာငွေတန်ဖို့မဲ့ပါတယ်ဗျာအေးကောင်းလေးသွားဟဲ့မကြီးဗျာငါကိုရောရှင်မြတ်ရဲ့တိုင်းပြည်မှာအခြားသောတိုင်းပြည်ကဘယင်းတွေလာရောက်ပြီးမိတ်ကုန်းပြောရင်ငါရဲ့တိုင်းလူပြည်သားတွေဩဘာလက်ခုပ်တွေကြီးတယ်မကြီးကြီးတယ်ဗျာငါကိုရောရှင်မြတ်မိတ်ကုန်းပြောတဲ့ခါကျဘသူမှလက်ခုပ်မကြီးဘူးမှန်ပါအဲ့ဒါဘာများกว่าလို့လဲမကြီးမှန်ပါဗျာစကလုံးกว่าလို့ပါဗျာဘလို့กว่าလဲမကြီးအခြားတော့တိုင်းပြည်ကဘယင်းတွေလာတဲ့အခါပြောတဲ့မိတ်ကုန်းကငုံမီတဲတိုင်တက်နိုင်ချားရောက်ပါဗျာအရှင်မင်းကြီးတို့ပြောတဲ့မိန်ကုန်းကဘဒုသေးသေးငသေးမှာပြီးရောဖြစ်နေလို့ပါဗျာအေးကောင်းလေးသွားကောင်းလေးပါပဲလားဟဲ့မကြီးဖယားငါတို့တိုင်းပြည်မှာအခြားသောတိုင်းပြည်တွေမှာဘလို့ဝါဒတွေနဲ့အုပ်ချုပ်တယ်ဒါတော့မတူဘူးဗျာနိုင်ငံနဲ့နိုင်ငံမှာသူ့ဝါဒနဲ့သူဆိုတာရှိပါတယ်ဖယားအမေရိကန်ဘာဝါဒနဲ့အုပ်ချုပ်လဲအမေရိကန်နိုင်ငံအရေးရှင်ဝါဒနဲ့အုပ်ချုပ်ပါတယ်ဖယားမြောက်ကိုရီးယားကဘာဝါဒနဲ့အုပ်ချုပ်လဲမြောက်ကိုရီးယားကကွန်မြူနစ်ဝါဒနဲ့အုပ်ချုပ်ပါတယ်ဖယားဆိုဗီယက်ကဘာဝါဒနဲ့အုပ်ချုပ်မှန်ပါဆိုဗီယက်နိုင်ငံကဆိုရှယ်လစ်ဝါဒနဲ့အုပ်ချုပ်ပါတယ်ဗျာငါတို့နဲ့အနီးဆုံးထိုင်းနိုင်ငံကဘာဝါဒနဲ့အုပ်ချုပ်လဲထိုင်းနိုင်ငံဒီမိုကရေစီဝါဒနဲ့အုပ်ချုပ်ပါတယ်ဗျာဟ
ငါတိုင်းပြည်ရောဘာဝါရနဲ့အုပ်ချုပ်လဲ အရှင်မင်းကြီးတိုင်းပြည်ကမူသာဝါရနဲ့အုပ်ချုပ်ပါလေခင်ဗျာအေးကောင်းရင်သွားကောင်းရင်သွား တော့ဘာလဲကောင်းနေလဲနေလဲကြာကြာမလုပ်နဲ့နေကြာကြာလို့ညာပါဘေးနာဘယင်ကခေါင်းရိပ်ငါဝင်ခေါင်းကျိန်းနေ အမတ်ကြီး ဖယား ကြံသေးတယ်ဟဲ့ ဘာလဲဖယား ငါကိုတော်ရှင်မြတ်မနေ့ကနန်းတော်တွေကပျောက်သွားတဲ့ကိုအစ်ကြီး အဲ့ဒီအတွက်ဖမ်းထားတဲ့တခိုးဘယ်နှယောက်လဲဟဲ့ ဖမ်းလာပါကိုကြီးကြီးဖမ်းလာတော့တခိုး12ယောက်ဖမ်းမလားပဲတခိုး12ယောက်ဖမ်းတော့ပါလေဗျာ အဲ့ဒါပြန်တွတ်လိုက်တော့ညတော့ငါရဲ့တလွန်အောက်ကပြန်တွေ့တယ်အမတ်ကြီးရဲ့ ပြန်တွေ့တယ်ဟုတ်လား အင်း ပြန်တွေ့ပြီမဲ့ပြန်လွတ်လို့မရတော့ပါဘူးဗျာအဲ့တခိုး12ယောက်လုံးကသူတို့ခုံးမိပါတယ်ဆိုတဲ့အကြောင်းတရားလုံးဝန်ခံချက်လက်မှတ်တွေထိုးပြီးကုန်ပါပြီဗျာ ဟဲ့မကြီး ဗျာ မနေ့ကတော့ခိုးဆိုးတိုက်ဓမြတိုက်တဲ့လူဒီမနေ့ကငါကိုတော်ရှင်မြတ်သေးတယ်ချမယ်ဟဲ့ တက်စေ တက်စေ ဆိုရင်တင်တန်းချတယ်မလိုတော့ပါဘူးဗျာ ဘာဖြစ်လို့ ကျွန်တော်မျိုးကြီးတို့စစ်ကြောရေးမှာစစ်စင်းရင်လက်လွန်လို့ပြေသွားပါပြီဗျာ အေးကျဲလက်တံကြောင်ကြတယ်ကို ကျွန်တော်မျိုးလက်ချက်ပါအားလုံးပါတော့ဟာ ကောင်းပြီသွားကောင်းပြီသွား ကောင်းမှုပဲကောင်းမှုပဲဘွန်မယာ အချင်းလေးနဲ့နှုတ်ဆက်မယ် တချင်းလေးနဲ့ဆိုရမှာအမှန်ကမင်းနိုင်ငံရောက်တဲ့လူရှင်တော်ဆိုတချင်းလေးနဲ့သွားမှာ ကောင်းတယ် ခေတချင်းလေးသွားသားမှာဟုတ်ရှေးခေတ်ကအမတ်တွေဘယင်တွေကိုမိထားလိုက်တော့ငါတို့ခေတ်လူငယ်တွေဆိုခေတချင်းလေးနဲ့သွားမယ် ဟောရှော့လေး ငါဟောရှော့ဟိုတချင်းလေးမကောင်းလားတွန်လေးသိမ့်တဲ့တချင်းလေး ဩ သိမ့်တဲ့တချင်းလေး လက်လက်သွားမယ်နော် ငါဘေးကအသားလေးထောက် သိမ့်တဲ့လိုက်ဟိုတချင်းလေးနဲ့မိုးရတဲ့ရတပွေးလက်နော်နော်မိုးရတဲ့ရတပွေးပွေးမြို့လေပလက်ဖောင်းလေ ဝိကျင်အဝဲဝဲ အခုပလက်ဖောင်းနေရေမြုပ်နေနားလေလို့လားဟမ်ပလက်ဖောင်းနေရေမြုပ်နေတာ အဲ့ဒါပြစီပြင်သွားပြောပေါ့ ဟောနေ့စီနေရမနေ့ကမှရွေးကောက်ပွဲစားတာလုံးမဲ့လူတွေမရောက်သေးဘူးဟဲ့ အဲ့ဒါပြဆက်ဆိုကွာ မြို့နယ်ပလက်ဖောင်းနေကုမ္ပဏီကြီးကထေဝါသည်မိုးကုတ်အောင်မာတီ လေကောင်းတယ်လီခြေရန်ရှိမိုးကုတ်အောင်ပါနေ အခုလေတောင်လည်းမရှိတော့တိုင်းနေရကုမ္ပဏီတွေဖြစ်ကုန်ပြီ အဲ့ကုမ္ပဏီတွေကဘယ်သူတွေလာတော့တာလဲ ပိုင်တဲ့လူတွေလာဆောက်တာပေါ့ ပိုင်တဲ့သူတွေတော့ဘယ်သူတွေပါသေးလဲ ပါလာပေါ့ခရိုနီတွေပါလာပေါ့ဟာ အဲ့ဒါသူတို့ကြိုက်ခရိုနီတွေကိုသွားပြောပေါ့ တော့ကြောလို့မရဦးတဲ့ကောင်တွေပိုင်နေတာဟဲ့ဦးတဲ့ကောင်ပိုင်နေဟဲ့ အဲ့ဒါပြဆက်ဆိုကွာ ကုမ္ပဏီကြီးကထေဝါသည်မိုးကုတ်အောင်မာတီငါးကန်နေနဲ့ဘာတွေနဲ့ အဲ့ကဂျာဒီတွေဝိပြူတွေဝိ ကြာယူကြတိကံမရှိတော့ဘူးအဲ့ဒီနေရာငါးကန်နေဖြစ်ကုန်ပြီ အဲ့ဒါပြဆက်ဆိုကွာ ဆက်ဆိုလို့မရတော့မကျင်လို့သွားပြောလို့လည်းမရဘူး ဘာပြောတာပေါ့ကွာ တိုင်တဲ့ကောင်ကိုဖမ်းနေတယ်သိမ့်တဲ့ကောင်မဖမ်းဘူးဟဲ့ အဲ့ဒါပြဆက်ဆိုကွာ ငါကန်နေနဲ့ဘာတွေနဲ့ဩအဖနဲ့ပနာတင်နေသူမို့ ရဲတဲ့ဗနာတိ ကျင်းနဲ့ပနာတင်လို့ဘာမှလုပ်လို့မရဘူးအဖနဲ့ပနာတင်မှလှုပ်ရှားလို့ရတာ အဲ့ဒါပြဆက်ဆိုကွာ အဖနဲ့ပနာတင်နေသူမို့ကျောင်းလာတွေထိုင်ငါကူရင် ကောင်းတာတွေထိုက်ဩကျဲရင်းနဲ့ ဆရာမအော်ချက်ဆရာမလို့တဲ့သူဝိတဲ့သာထိုင်ကူအောင်နေတဲ့ တရားမတွေမစော်ကားနဲ့အခုကျူရှင်မပြတော့ဘူး သူရှင်မပြောမရဝိုင်းနဲ့ကြိုက်ဖွင့်တာပေါ်ကြိုက်နေတယ် အဲ့ဒါပြဆက်ဆိုကွာ ကျောင်းလာတွေအော်ကျဲရင်နဲ့မိအေးနဲ့ပုတ်တင်ညို ဒီအေးတဲ့တော့ဖော်တွေ အဖော်လေးလို့မပြောရဘူးရိုင်းနဲ့ပုတ်တင်ညိုလို့ဆိုရမယ်တဲ့ ကျောင်းသားတွေစိတ်ကူးတွေလွဲကုန်မယ်သွားပြီးတော့မပြောနဲ့ ။ဒီကတော့ကောင်းပြောလို့လေကျောင်းသားမှာသက်ခိုကန်နေအများကြီးရှိနေတယ်ဟဲ့ အဲ့ဒါပြဆက်ဆိုကွာ ။မိရင်းနဲ့တို့အဖော်တွေတက္ကသိုလ်ကပြန်လဲခွက်သေးမှာ ကျောင်းသားတဲ့လဲခွက်တဲ့ ကျောင်းကပြန်လာလဲခွက်မဟုတ်ဘူးကျောင်းကမြို့တဲ့ကောင်မှလည်းပထဲမှာစောက်ထားတာတက္ကသိုလ်ဟဲ့တက္ကသိုလ် အဲ့ဒါပြဆက်ဆို ဆာလာအိတ်ကလေးနဲ့မလွတ်တလို့ရွယ်မိရင်ငါ့ကိုပြီးဟဲ့ကျောဖို့အိတ်ကလေးကိုဝိုင်းလို့လွယ် ခုနပြောတော့စာကားကြီးဆို မိကလူရှိသမီးဟဲ့အောင်မလေးမမ်းတယ်နဲ့ ပြန်ပြဆက်ဆိုကွာ ကျောင်းဝိတ်ကလေးကိုဝိုင်းလို့လွယ်အခုတော့ကြာပြီရေတွေကြီးလို့ ရာဒီပြောင်းလို့ ရာဒီပြောင်းရေတွေကြီးလို့ဘုရားတွေကမြုပ်နေတဲ့ကြောင်းသားရဲ့ ကဲရမကြီး ခုတော့ကြာပြီရာဒီပြောင်းလို့နှစ်ပေါင်းကြာလဲအောင်မိတဲ့နေဘယ်မှာလဲကျောင်းနေတော့ကတငယ်ချင်းမှလေမိရဲ့စင်ကာပူမှာ ဒီဘယ်မှာလဲကွယ် မိရဲ့စင်ကာပူမှာဘွဲရတဲ့အိမ်ပေါ်သွားလို့နေရတာနားမလဲဘူးလားသတော်သားရဲ့အခုကအိမ်မော်တွေများလို့စင်ကာပူကအင်ရှင်တို့တနာနေတာ ဘာဖြစ်လို့လဲ မြန်မာနိုင်ငံကအိမ်မော်တွေကဘွဲရပညာတတ်သေးဆိုစင်ကာပူကအင်ရှင်တွေခင်ဗျာတော်တော်မျက်နှာငယ်ပါပဲဆိုတွေးပြီးစိတ်မကောင်းဖြစ်နေတာလား
ကဲတကယ်ကြီး ကဲကိုကြီးကျော်ရေ ချိန်နဲ့လင်းသွားပါပြီဗျာ ဟောပညာရေးကိုရဲ့ပွဲသူတို့တတိယလို့တခုတော့ပြောလိုက်အောင် ။ဘာပြောမှလဲ ကျွန်တော်တို့အိမ်သားမှာလဲဝိုင်းစုခိုင်သိန်းတယောက်ရှိတယ် ။ဝိုင်းစုခိုင်နေတော့အဆိုတော်ဝိုင်းစုခိုင်သိလား ရုပ်ရှင်မင်းသမီးဝိုင်းစုခိုင်သိန်းဆိုတော့ရုပ်ရှင်မင်းသမီးမဟုတ်ဘူး ။ဘာလို့လဲ ဟာငါတို့အိမ်သားမှာဝိုင်းစုခိုင်သိန်းရှိတယ် ။လေဘာလဲလို့ तू က ကျောင်းဆရာမလी ကျောင်းသူဆရာမဝိုင်းစုခိုင်သိဖြစ်မလား ဟာ तू ကဝိုင်းဖွဲ့ပြီးတော့စုဝိုင်းဖွဲ့ပြီးတော့စုပြီးတော့ပတ်စံရှိရသူတွေခိုင်တဲ့သူတွေစုတာလို့ဝိုင်းစုခိုင်သိန်းလို့ခေါ်တာ ။ဒီလိုကြီးလား ဟုတ်တယ် ။ကဲဝိုင်းစုခိုင်သိထားရတော့အခုကျွန်တော်တို့ကအချိန်လေးနဲ့တတ်မှတ်လိုက်တော့မယ်။အဲ့တော့ဒီခေတ်ကကျွန်တော်တို့ကဒီနှစ်ကမှတ်ရအဖဘိုလ်ချုပ်ရဲ့ပြည့်တရားပြည့်တဲ့နှစ်ပါ။အဖဘိုလ်ချုပ်ညွန်မှန်းခဲ့တဲ့အမိနိုင်ငံတော်နဲ့အနာဂတ်တမတော်ကြီးကိုအဖဘိုလ်ချုပ်ကိုသာလေးစားလျက်ပါအဖဘိုလ်ချုပ်ကိုလေးစားတာနဲ့အများတမတော်နဲ့ပတ်သက်တဲ့စကားလေးတစ်လုံးကိုကျွန်တော်နန္ဒီတေနာပြိုထဲမှာအနန္တသူရိယအမတ်ကြီးရေးထားတာတွေ့ရပါတယ်ဗျာ ပြောပါဦးရကျွန်တော်လည်းပြော တမတော်သားတွေဟာရက်ရွာခြေတီခရီးတခွင်ဥစ္စာရှင်ကကြီးလင်မြတ်လေးမပေးမစွန့်တညွန့်တခက်တည့်ရဲ့တနွယ်တက်ကဲတပြည့်ဝါတစစ်မြသူ့ပစ္စည်းကမပြစ်မားနဲ့လို့နန္ဒီတေနာပြိုထဲမှာတမတော်သားတွေကိုအတိလေးပြဆိုထားပါတယ်ဗျာဒီလိုကျွန်တော်တို့နိုင်ငံတော်အတွက်တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမှဖြစ်တဲ့အတွက်ဖခင်ဘိုလ်ချုပ်တည်ဆောက်ခဲ့တဲ့တမတော်သည်ကျွန်တော်တို့အမိနိုင်ငံကိုကာကွယ်နိုင်ပါစေကျွန်တော်တို့ပြည်သူပြည်သားများရဲ့အားကိုးအားထားရာအစ်စ်လုံးလုံးခိုကိုးရာအစ်စ်ဖြစ်ပါစေကြောင်းစုမောအခါခါတောင်းရင်းနဲ့ NLD ရဲ့ပွဲကြီးမှာပါဝင်ရတာဝမ်းသာပါတယ်ဗျာ ကိုကြီးကျော်ကြီး ခင်ဗျာ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေပါဗျာ ဟုတ်ကဲ့ ကျွန်တော်ဖျားရှင်ပေါင်းပွင့်တော်မူခဲ့တဲ့9သိန်း12000နဲ့နှစ်ကျိတ်ရှိသူတော်ဖျားရှင်တွေပွင့်ခဲ့ပါတယ် ဟုတ်ကဲ့ဗျာ ။နောင်အင်းမင်းရဲ့ဖျားရှင်ကိုတော်မြတ်ကြီးပွင့်တော်မူပြီးတဲ့အချိန်ထိဖျားရှင်နဲ့ပြောခဲ့တဲ့တူညီသောတရားစကားတစ်ခုရှိပါတယ်ဗျာ ပါလေဗျာ ။အဲ့တရားစကားတစ်ခွန်းကတော့လူသားတွေရဲ့အကျိုးနဲ့အများအကျိုးကိုမဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်ဒီငါဖျားရှင်မောက်ရောက်ခဲ့လေတုံညပဲလို့တတ်မှတ်တယ်ဖျားရှင်ဟောပါတယ်ဗျာ ပါလေဗျာ ။ဒီနေ့ ဟုတ်ကဲ့ပါ ဒီပွဲကြီးကလူသားတွေရဲ့အကျိုးနဲ့အများအကျိုးကိုဆောင်ရွက်တဲ့ဖျားချီးမွမ်းခံတိုက်သောပုဂ္ဂိုလ်မြတ်တွေလုပ်တဲ့ပွဲဖြစ်တဲ့အတွက်ချစ်ချောပွယ်ညီကိုနှစ်ယောက်ကအထူးပဲ အခုပဲနောက်ဆုံးပြောစရာရှိပါတယ် ဟုတ်ကဲ့ ကျွန်တော်တို့ပြည်သူပြည်သားများစောလူမင်းနဲ့ပတ်မာတူပါတယ်တိုင်းသူပြည်သားလူများကိုရိုက်နဲ့ဖမ်းဆီးချုပ်နှောင်ချောင်းနဲ့ပို့နေတဲ့ပုံကိုများကတော့ငရမန်ကန်နဲ့ပတ်မာတူပါတယ်ဒုက္ခရောက်နေတဲ့ပြည်သူကိုကယ်တင်ဖို့ရောက်လာတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ခေါင်းကတော့ဂျန်စစ်သားနဲ့ပတ်မာတူပါတယ်2015ရဲ့တခုတော့အချိန်မှာပြည်သူပြည်သားများကိုကယ်တင်ဖို့အတွက်ဂျန်စစ်သားရောက်လာပါလိမ့်မယ်အဲ့ဒီခါကျရင်နားရောက်ပြီးတော့ဂျန်စစ်သားကိုကယ်နေတယ်လို့မအောင်မရပါသေးနဲ့လို့မြစ်တာရက်ခံရင်ကျွန်တော်တို့ရဲ့အနာဂတ်နိုင်ငံတော်အတွက်မြစ်တာအလီပွားရင်ကိစ္စစကားနဲ့နားရအောင်ခင်ဗျာကျေးဇူးများတင်ပါတယ်